တမ်းမျိုးဒီတုပ်စားမယ်ပြီးရင်ဖျဲဒီစားမယ် Oh my god nice အခုတော့ဒါတော်တက်ကြတမ်းမျိုးဒီတုပ်စားပြီးရင်ဖျဲဒီစားလေချက်ဝင်သွားမလဲတော့မသိ okay ရမ်းကြိုက်တဲ့ဟာဆိုအဲ့နောက်ဆုံးလုပ်ကြနှမျိုးတယ်အော်ငါဖြည်းဖြည်းလေးစားနေကောင်းတာပဲတွေးမိအော်ငါဖြည်းဖြည်းလေးစားနေကောင်းတာပဲတွေးမိအမမရပါbien ဖြည်းဖြည်းစားနေ thank you